အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ရေမောချင်းဟာအသက်ရှိဤဆိုတဲ့စကားအတိုင်းရေရေမမောဟာသားတွေနဲ့ပေါင်းဆက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးတစ်ကားကိုရှာဖွေတွေ့ရှိထားပါတယ်တော်ရီကလူရိုင်းတွေကိုမြို့ပေါ်ခေါ်ပြီးကမ္ဘာအဆင့်ရှိတဲ့မြားပြည့်ပြိုင်ပွဲကြီးကိုဝင်ပြိုင်စေရင်ပြိုင်ပွဲရဲ့အနိုင်ရှုံးကမျိုးနွယ်စုတစ်ခုလုံးအနာဂတ်ဖြစ်သွားစေတဲ့ဘလို့ပြစ်ချက်တွေနဲ့လူရိုင်းမျိုးနွယ်ကိုကဲတင်သွားမလဲဘာလေးချင်းမှုမှမရှိပဲတကယ်ရောနိုင်ပါမလားဆိုတာကိုရင်ခုန်စွာနဲ့ရှုစားကြည့်လိုက်ရအောင်နော်မြားပြည့်ရမှာဆရာတစုဖြစ်တဲ့ကျိုးချင်းပုံးဆိုတဲ့လူဟာအမေဆုံးတော်ကြီးရဲ့ကောင်းကင်ရံမှာရဟတ်ရင်စီရင်အရှိဘောခပတ်တွေခြုံပြီးမြားပြက်တာကို post ပေးနေကြရင်လင်းခလုတ်တိုက်ပြီးတောနဲ့ကြီးတဲ့ပြုတ်ကျသွားပါတယ်ဒါပေမဲ့လေဒါကအိမ်မက်တစ်ခုဖြစ်နေခဲ့တယ်အလုတ်ထဲတော့အိမ်မက်မတ်အောင်အိမ်နေတဲ့ကျိုးချင်းပုံးကိုကြည့်ပြီးတတိကတော်တော်လေးကိုမြစ်တာတက်ဝင်နေပုံရှာတယ်အမေဆုံးတော်ရဲကထာကာဥရီဆိုတဲ့နိုင်ငံမှာရွှေသွားတူဖို့ခွင့်ပြုအမိန့်လိုနေခဲ့တယ်ဒီအမိန့်ရဖို့အတွက်သူတို့ကုမ္ပဏီနဲ့ထာကာဥရီပေါင်းပူးပြီးကိုရီးယားရဲ့နိုင်ငံအဆင့်များပြည့်ပြိုင်ပွဲမှာရွှေတစိမ့်ရယူဖို့လိုအပ်နေတယ်ဒါကြောင့်ဂျိုချင်းပုံကထာကာဥရီကိုသွားပြီးများပြည့်ကျွမ်းကျင်သူတွေသွားရှာဖို့ကြောင်းဖန်လာတော့တယ်ကံကောင်းစွာနဲ့ပဲသူ့အိမ်မက်တကယ်ဖြစ်လာခဲ့တယ်။လီရင်ပြစ်ကြပြီးလူရိုင်းတွေနေတဲ့တောရဲရောက်သွားခဲ့တယ်။လူရိုင်းအုပ်စုကလိုက်ဖမ်းတာကိုခံနေရပြီးတော့တောရဲတပတ်ပတ်ပြေးပြီးအန်တီရီကိုနဖူးတွေဒူးတွေတွေးလိုက်ရတဲ့ချိန်မှာတော့ဖမ်းခံလိုက်တာကမှပိုကောင်းအောင်မယ်ဆိုပြီးဖမ်းခံလိုက်တော့တယ်။လူရိုင်းကောင်းဆောင်စီရောက်တော့ဟိုကဘာမင်းနေမှမသိသူပြောချင်ရဆိုပြောနေတယ်မေးတခြားဖြေတလွဲတွေဖြစ်ပြီးရန်သူဆိုကကျိုးနဲ့တုတ်ပြီးရှိသမျှဟာအကုန်ဖြတ်ဖို့ခေါ်သွားစေတာကိုအနားယူခိုင်းတယ်မှတ်ပြီးတတရပဲလိုက်သွားခဲ့တယ်ဟိုရောက်မှကျိုးတုတ်ပြီးစနိတုံးပေါ်တင်ထားမှတက်ခက်ရမယ်မှန်းသိတော့တယ်ပါပြောနားမလဲချင်းအတူတူအာရပါရအော်ဆဲလိုက်ချိန်မှာတော့သူတို့ဘာသာစကားနဲ့အတူနေလို့ရန်သူမဟုတ်ဘူးလို့ဆိုတာကိုလက်ခံလိုက်တယ်ဒီချိန်မှာပဲဝင်ပလေးတွေရွာထဲဝင်လာလို့လေးတဲ့တော့သုံးဦးလုံးကရွာထဲပြန်သွားရတော့မယ်နည်းနည်းစိတ်ကောင်းရှိတဲ့ဝဝတတုံနဲ့တယောက်ကပြန်လာကကျိုးဖြည့်ပေးပြီးအမြန်ပြေးဖို့ပြောလိုက်တယ်တော်ရဲပြေးနေတော့ဝင်ပလွေတကောင်တိုက်ခိုက်ခြင်းကိုခံခဲ့ရတော့မယ်ကလေးငယ်လေးကိုဝင်ကဲလိုက်ချိန်မှာတော့တရွာလုံးရဲ့သူရဲ့ကောင်းကြီးဖြစ်ပြီးလူရိုင်းမျိုးနွယ်တွေနဲ့မိတ်ဆွေတွေဖြစ်သွားခဲ့ပေမဲ့လေမကြလိုက်ဘူးထာကာဥရီနိုင်ငံကစစ်တပ်ကြီးနဲ့ရောက်ချလာပြီးဂျိုချင်ပုံရှာပုံတော်ဖွင့်နေတော့လူရိုင်းနယ်စပ်မှာတစ်ဖက်နဲ့တစ်ဖက်အသင်းနေထားရှိနေပြီးဂျိုချင်ပုံရောက်သွားချိန်မှာတော့ရန်သူတွေမဟုတ်ကြောင်းသူ့အသက်ကိုလူရိုင်းတွေကဲပြီးထားရကြောင်းပြောတော့ထာကာဥရီစက်တဲ့နဲ့အတူပါလာတဲ့စကပြန်ကတဆင်ပြောပြီးစင်ပြေသွားခဲ့တယ်။နောက်ဆုံးတော့လူရိုင်းအုပ်စုကြကလွတ်မြောက်ပြီးလူနဲ့သူနဲ့တူတဲ့နေရာကိုရောက်သွားခဲ့တယ်။ဟိုရောက်တော့များပြင်းလေးကျနေတဲ့သူတွေကိုမြင်ပြီးဒီအရေးချင်းမျိုးနဲ့ဆိုရွှေမပြောနဲ့ကြေးတစိမ့်တောင်ရမှာမဟုတ်ဘူးဆိုတာသိလိုက်တော့လူရိုင်းမျိုးနွယ်စီနောက်တစ်ခါပြန်လာပြီးလေးတဲ့တော့သုံးဦးကိုများပြည့်ပြိုင်ပွဲမှာပါဝင်ဖို့စီယုံတော်တယ်ဒီတခါတော့ချောမွေ့ပဲစကံပြတ်ပါနေတော့လူရင်းကိုရောက်တာပေါ့ဒါပေမဲ့လေလူရင်ကြီးမျိုးနယ်တွေကိုမယုံကြည်လို့ဒီကနေထွက်မသွားရင်အသက်မဲ့တဲ့ခန္ဓာဖြစ်သွားမယ်ဆိုပြီးလေးကျိုးကိုအသက်ကုံဆွဲပြီးချိန်ထားခဲ့တယ်ဒါပေမဲ့လေသူရဲ့ကောင်းပြီးမိမစကားကလွဲဘသူစကားမှနားမထောင်တတ်တော့သူမိမကပဲကြားဝင်ပြီးကိုရီးယားလိုက်သွားလို့ပဲပြောရသည်အဝေးတောင်မလဲတော့ဘူးလက်ထဲလေးလီတနက်နဲ့ပါသွားလေတယ်ထာကာဝရီမှာပထမဆုံးအနေနဲ့ဟိုမှာပြစ်မှတ်ဆိုပြီးများစမ်းပြစ်ခိုင်းတော့ဘဲကိုပမာပြစ်မှတ်မှန်းမသိပင်းကူအကောင်မြင်တော့ပြစ်မှတ်ဆိုပြီး၃ယောက်သားဝိုင်းပြစ်ကြတယ်တကယ်ပြစ်မှတ်နဲ့တလန်လောက်လွဲပေမဲ့လေထီချက်ကောင်းလို့အောင်မြင်သွားခဲ့တယ်ဆိုးမြို့ကြီးကိုပြန်ရောက်လာတော့တတိနဲ့သွားတွေ့ပြီးလေးတဲ့တော်တွေကိုတော့စကပြန်နဲ့အတူမျိုးရဲရှောက်လည်နေကြတယ်စကပြန်ဖုန်းခဏပြောရုံရှိသည်ကိုရောချောရီကမျိုးရဲပတ်မွေနေလို့ရဲစကန်ရောက်ပြီးကြိုချင်းပုံးကမျက်နှာလေးစီးကွက်ရုပ်လောက်နဲ့လာတောင်းပန်နေရတယ်အလမွေငါကံမှာငါသွားပြစ်တယ်တိုက်မြင့်ကြီးပေါ်မှာတွေ့လိုက်တယ်ကားရီတိုက်မှာဆိုလို့ဆိုပြီးကားဘိန်းများနဲ့ပြစ်ဖောက်တယ်ရဲစကန်ရောက်တာတော့သူတို့မှန်ကန်ကြောင်ရဲနဲ့ငင်းခုန်နေလို့မလို့မနှင်းအောင်ထိန်လိုက်ရတယ်သူတို့အဖွဲ့ကိုဘယ်မှာထားရမှန်းမသိလို့အိမ်ကိုခေါ်လာပြီးဘလို့နေထိုင်ရမလဲသင်ပင်နေတော့မှ
မိမဖြစ်သူအိမ်ပြန်လာပြီးဆိုတာသိလိုက်တော့သူကပြာရာတွေခွက်ပြီးအားလုံးနဲ့အတူအပြုံးနဲ့ကြိုဆိုလိုက်တော့တယ်ယောက်ျားဆိုဖလာတာမနေတဲ့မိမကလည်းခေါ်လာရကောင်းမလားထုမဲထောင်းမဲတကေးကေးလုံနေတယ်ဘလောက်ပဲကြမ်းကြမ်းအချောမကြိုက်တဲ့မိမရှိလို့လားကြိုက်အောင်ချောလိုက်ရတော့လေနေဖို့အဆင်ပြေသွားတာပေါ့ကံကောင်းခြင်းတွေကတညတော့မခံလိုက်ဘူးဧကန်တဲ့ကြက်ကင်စားလို့တခန်းလုံးမိခိုးမိတ်ပြီးမနှံ့ရောက်တော့900လုံးအိမ်ပေါ်ကနှင်ချခံလိုက်ရတယ်ဘေးမှာသွားစရာမရှိတဲ့ဆုံးတော့တငယ်ချင်းတယောက်စီဝင်ပြီးနေစရာပေးဖို့ဒူထော့ပြီးတောင်းရတော့တယ်တငယ်ချင်းကောင်းပြီးသားစွာပဲနေစရာမပေးရင်လမ်းစရာလေးနဲ့ small ဆွဲနေတာအင်္ဂါကြားမကြီးတန်ကိုတင်ပြမယ်ဆိုတော့ညင်မရတဲ့အစုပ်လက်ခံလိုက်ရတာပေါ့တော်တယ်မှာဆိုဆရာကြီးပဲဆိုသူတွေလည်းဒီလိုတင်ပြကောင်းလာပါလားဆိုတဲ့နီးပြကြီးတွေနဲ့တွေ့မှာပဲပြစ်မှတ်နဲ့လွဲဖူတော်တယ်ဘလို့တင်ပြစ်မှတ်မထီတော့ပြစ်မှတ်ဆက်ဝိုင်းနေရမှာသရိษံပုံတွေကပ်ပေးလိုက်ချိန်မှာတော့အချက်ကောင်းတွေပဲရွှေပြီးပြလိုက်တော့ပြစ်မှတ်မတူလို့မထီဘူးဆိုတာသိလိုက်ပါပြီနောက်တော့ YouTuber ပေါင်းစလေးစကပြန်ကဗီဒီယိုရိုက်40တော့3ယောက်ကိုဂိမ်းကစားခိုင်းပူပေါင်းပြစ်ဖောက်ခိုင်းတဲ့ဂိမ်းတွေလောင်ကစားဂိမ်းတွေလိုက်ပြမနေရောက်တော့ကျနာကြီးတွေလိုစိုက်နေကြတညာတော့ကြိုချင်းပုံနောက်ကလိုက်ဖမ်းပြီးလေးချင်းဖို့ချိန်အောင်မလောက်တော့မင်းတို့ကအပြင်မှာသွားပြီးတာယာနေကြတာပေါ့ပါညာပြောတော့အေးဟုတ်တယ်ငါတို့ကချောင်းရည်တောက်ပြီးကစိုးရွက်ပဲစားတာမနေနိုင်ဘူးဆိုတော့မင်းတို့ရွာမှာဘာရေတောက်ပြီးဘာတွေစားခဲ့ရလဲပြန်မေးလိုက်တော့အဲ့ဒါတစ်ချိန်လုံးကခုကမြို့ကြီးပြကြီးရောက်နေပြီရောမရောက်ရင်ရောမလိုကြိတ်ရမယ်မင်းပြောခဲ့တာမဟုတ်ဘူးလားခုငါတို့အရင်လိုမဟုတ်တော့ဘူးကွဆိုတော့ကျိုးချင်းပုံကအော်ဟုတ်လားကြီးလားပြောစမ်းပါအောင်ဆိုတော့ဖုန်းထဲကငွေအမောက်ကိုပြလိုက်တာကျိုးချင်းပုံမငင်းတော့ပါဘူးသူပါဝင်ဖို့သဘောတူလိုက်ပြီးကနန်းကိုတေချာရေးအတွက်ကြည့်လိုက်ချိန်မှာတော့မိတောင်လဲသွားခဲ့တယ်ဒီလိုနဲ့ပြိုင်ပွဲစတင်မဲ့နေ့ကိုရောက်လာခဲ့တာပေါ့ပထမဦးဆုံးနေ့မှာတော့ BNN အသင်းနဲ့ရှင်ပြိုင်ရမှာပါကျူတင်ဘုံတို့အဖွဲ့ဟာပြိုင်ပွဲကိုစတင်ဖို့အဆင်သင့်ဖြစ်နေပါပြီသူတို့ကိုအားပေးမဲ့သူတွေကတော့ထာကာဟူရီကလူရိုင်းမျိုးနယ်တွေနဲ့ကျူတင်ဘုံတို့မိသားစုတွေပဲရှိပါတယ်ပြိုင်ပွဲလေးကိုရှောက်လာတော့ကျိုချင်းဘုံတို့တစ်ဖွဲ့လုံးဟာရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပဲကွင်းထဲမှာနေရာယူထားကြတယ်ပထမဦးဆုံးများကိုတော့ရှီခါဆိုသူကအမတ်ပြရအောင်ပြင်နိုင်ခဲ့ပေမဲ့ဤဘွားနဲ့ဝါဘူးကကိုမတ်စီပဲရှာခဲ့လို့28နဲ့ပဲပွဲကိုဦးဆောင်ထားခဲ့တယ်။ BNN သိန်းကတော့2ယောက်စလုံးအမတ်ပြစ်နိုင်ပြီးမဲ့လေနောက်ဆုံးတစ်ယောက်ကလက်ချော့ပြီးခုနမပဲရှာခဲ့လို့ပထမအကြော့မှာအရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။ဒုတိယအကြော့မှာတော့9-10နဲ့ BNN ဘက်ကဦးဆောင်ထားတဲ့ရှီခါနဲ့ပြီးအမြတ်ပြရအောင်ပြင်လိုက်နိုင်ပေမဲ့တတိယများကိုတော့ကာပူကပြစ်လိုက်ပေမဲ့ပြင်မှတ်မှာမရှိပဲပြောင်းနေခဲ့တာကြောင့်ကင်မရာမှာအနည်းပြကွက်နဲ့ပြန်ကြည့်လိုက်မှအရင်ကရှိပြီးသားများတဲ့ကိုဝင်သွားတာတွေ့လိုက်ရတယ်။အားလုံးကထားခုံပြီးကနဝင်တွင်မဲ့ပြစ်ချက်ဆိုပြီးကြွေးကြော်နေကြတယ်။ထာကာဝရီအသင်းကလည်းချက်ချင်းကိုပရိသတ်တွေရရှိလာပြီးလူသိများကြော်ကြားလာခဲ့တဲ့နောက်တနေ့ဂျာမနီကိုအနိုင်ရရှိပြီးသတင်းတွေမှာတော့နာမည်ကြီးလာခဲ့တာပေါ့နောက်တနေ့အင်ရှင်ကိုရီးယားအသင်းနဲ့ပွဲမှာတော့ကျိုးချင်းဘုံတို့အဖွဲ့ဟာ28မှတ်ပဲရပြီးနမတ်အကွာနဲ့ရှုံးနေခဲ့တယ်ရာသီဥတုအခြေအနေမကောင်းလို့ဒုတိယအကြော့ကိုခဏနားပြီးမှစက်ပြိုင်ဖို့ရပ်ဆိုင်းလိုက်တယ်တစ်ဖက်မှာလည်းကျိုးချင်းဘုံရဲ့တတိကစိတ်ကူးပြောင်းပြီးရှီခါတို့ဒီဝါလုံးကိုလူအင်အားသုံးပြီးဖယ်ရှားဖို့လာဝိုင်းထားပြီးလို့ဖုံးဆက်ပြောလာတာကိုစကပြက်နဲ့ကျိုးချင်းဘုံတို့ပြောနေကြတော့ကင်းပါတဲ့ရှီခါကဘာပြောနေရလဲငါနားလေတဲ့စကားပါတယ်ယူခါနေမြင့်ဒိုင်းနမိုင်းဟုတ်လားဒါဆိုငါတို့ရွာဖောက်ခွဲခံရတော့မှာပေါ့လို့ပြောပြီးပြိုင်ပွဲကိုစမပြိုင်ပဲလေးကိုပြစ်ချပြီးပြိုင်ပွဲကိုကြောခိုင်းပြီးထွက်လာခဲ့ကြတယ်။အဲ့ဒါကိုစောင့်နေတဲ့တထေးရဲ့လူတွေကဖမ်းခေါ်သွားပြီးရွာပြန်ပို့ဖို့လုပ်နေခဲ့တယ်။အကြောင်းကတော့သူတို့အဖွဲသားရွှေစုတစိတ်ကိုရသွားရင်ရွှေတူးဖို့ရေးတစ်ခုလုံးကိုရန်နာလိုက်ရမှာကြောင်းလို့ပါ။ဒါကြောင့်ရွာပြန်ပို့ပြစ်ပြီးအကုန်လုံးကိုဖယ်ရှားပစ်ဖို့ကြံစီနေတာပါဒီလိုမဖြစ်ရအောင်ကျိုးချင်းဘုံကရှီခါတို့ကိုလာခဲ့ပြီးမြရန်သူအင်အားကများတော့ပြေးဖို့လမ်းပြောလိုက်တယ်ဘာပြောမှန်းနားမလည်ပြီးမဲ့လည်းအင်အားချင်းမများလို့ပြေးရမယ်ဆိုနေတာတော့တန်းနေတာပဲပြီးတော့အိမ်ပြန်ရောက်တော့ငါတို့တွေရွှေစုတစ်စိတ်ကိုရအောင်ယူမယ်ပြီးရင်တကဘာလုံးကိုတီအောင်ကြီးညာရမယ်ငါတို့ထာကာဥရီမှာရွှေရီတက်အဖိုးတန်နဲ့
သက်ရှိလူသားတွေနေထိုင်နေတယ်။ဒါကိုပြပြနိုင်ဖို့ငါတို့မှာစုတစိတ်တွေလိုတယ်။မင်းတို့တွေဘာအောင်မြင်မှုမှမရှိပဲကုန်းအော်နီလိုကတော့ဘသူမှဂယုဆိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဒီပွဲကိုနိုင်အောင်ပြန်ရမယ်။မင်းတို့အတွက်ပဲမဟုတ်ဘူး။မင်းတို့တမျိုးနွယ်လုံးရဲ့အနာဂတ်အတွက်ပြန်ရမယ်လို့ကျူးစားပြောလိုက်ပေမဲ့တလုံးမှနားမလဲကြဘူးသူတို့အတွက်အားပေးနေတယ်ဆိုတာပဲသိတယ်ပြိုင်ပွဲကိုအကောင်းဆုံးပြိုင်ဖို့ဂရိပေးပြီးတယောက်နဲ့တယောက်ပွေဖက်ပြီးအားပေးလိုက်ကြတယ်ပြိုင်ပွဲစတင်ချိန်မှာတော့လူသစ်စိတ်သစ်နဲ့တက်ကြွစွာပြိုင်ပွဲတွေဝင်လာခဲ့တယ်ဒီတစ်ခါတော့ဂျပန်အသင်းနဲ့ဘိုလ်လူရမှာပါလက်ရည်တူတွေဖြစ်နေလို့အမတ်တူတွေပဲရနေကြပြီး၃ချိန်ထိပြိုင်ပေမဲ့ရမတ်တူနေခဲ့တာကြောင့်၄ပွဲမြောက်မှာတော့ဂျပန်အသင်းကဒုတိယဆန်ဝိုင်းကိုထိသွားလို့တမတ်လျှော့သွားခဲ့တာကြောင့်နောက်ဆုံးဖြတ်များကိုပြေးရမယ့်သူကတော့ရှီခါပဲဖြစ်ပါတယ်သူ့ရဲ့များတစ်ချက်ကအနိုင်ရှုံးကိုဆုံးဖြတ်ပေးမှမလို့ဖီယားတွေအရန်များနေခဲ့တယ်။နှစ်ဘေးကအားပေးနေတာကြောင့်တော်ရင်ကခန်းစားချက်တွေပြန်ပေါ်လာခဲ့ပြီးတီတီငိမ့်ပဲများကိုပြစ်လွတ်လိုက်တယ်။ခဏကြာတော့ရှီခါပြစ်လွတ်လိုက်တဲ့များကအလဲဘဟိုတက်တက်မှစိုက်ဝင်သွားလို့အားလုံးကလည်းထခုန်ပြီးအားပေးခဲ့ကြတယ်။အနိုင်ရရှိလို့ပြိုင်ပွဲပြီးတော့မီဒီယာတွေကအင်တာဗျူးရင်းသူတို့ရွာလေးကိုဂုံသွေးဆုပ်အနိုင်ကျင့်ပြီးရွှေတူးဖော်ဖို့အတွက်ဝိုင်းထားကြကြောင်းမျက်ရည်တွေနဲ့ပြောပြလိုက်တော့မီဒီယာနဲ့ပြည်သူတွေရဲ့ဖိအားကိုမနိုင်နိုင်တဲ့အဆုံးကုမ္ပဏီဘက်ကလည်းတရွာလုံးကိုပြန်လွတ်ပေးလိုက်ပြီးရွှေတူးဖော်ခြင်းလုပ်ငန်းတွေကိုလည်းအပီးတိုင်ရနိုင်လိုက်ကြောင်းကြေညာခဲ့လိုက်တယ်နောက်ဆုံးတော့ရွှေတစိမ့်လေရမျိုးနွယ်စုတစ်ခုလုံးလည်းအဒီရဲ့ကင်းပြီးဆိုရက်ကျေးဇူးရှင်ကြီးကျိုးချင်းပုံကိုနှုတ်ဆက်ကရွာပြန်လာခဲ့တယ်။ရွာရောက်တော့မြို့ကြီးပြကြီးမှာမြင်ခဲ့ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုအိယာဝင်ပုံပြဖြစ်ပြောပြရင်နောက်လူငယ်တွေအတွက်သူရဲကောင်းသုံးဖို့အဖြစ်ရာဇဝင်တွင်တွင်ကြံရခဲ့တယ်။တကယ်ချင်းတို့လည်းတဘာဝတရားကြီးကိုချစ်တဲ့ဆိုရင်ဖုန်းတွေထားခဲ့ပြီးအမေဇုံတော်ကြီးထဲလာလေဖို့ဖိတ်ခေါ်ပါရရှင်။ဇလန်လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါစေရှင်။ကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းပြီးဘေးရန်ကင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။